မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင် Testa Me YouTube Channel နဲ့ Maybe Facebook အကောင့်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ညမှာဆိုရင်တော့အားလုံးသိကြတဲ့အတိုင်းပဲအင်္ဂလန်ချန်ပီယံရှစ်စပိန်လာလီဂါ1 2အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေရှိတဲ့အပြင်အခြားပွဲစဉ်တွေအများကြီးရှိတဲ့စူပါဆန်ဒေးလေးကိုရောက်ရှိလို့လာပါပြီရှင်ဒီနေ့ညရဲ့7 နာရီမှာဆိုရင်တော့ကြားနဲ့စင်လဲထဲမှာထိတ်တိုက်တွေ့ဆုံကြသလိုမေပြိုတို့ချစ်လာစွာသော Manchester United နဲ့လေပေါ်မှာအမြဲပြန်ကျင်နေတဲ့ Arsenal တို့ရဲ့ပွဲစဉ်လေးရှိပါတယ်ရှင်ဒီနေ့ညရဲ့ပွဲစဉ်တွေအများကြီးရှိတဲ့ထဲမှာမေပြိုက Manchester United နဲ့ Arsenal တို့ရဲ့ပွဲစဉ်ကိုသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကြားရဲ့ Europa League ကအဝေးပွဲမှာတရေပွဲရခဲ့တဲ့ Manchester United ကသူ့ရဲ့ပြိုင်ပွဲနောက်ဆုံး5ပွဲကိုကြည့်မယ်ဆိုရင်တပွဲပဲအနိုင်ရခဲ့တာကိုတွေ့ရပါတယ်။ Manchester United ဟာပြောင်းလာတဲ့ Amorim လက်ထက်မှာဆိုလို့ရှိရင် Premier League အဝေးကွင်းထက်အိမ်ကွင်းမှာပို့ပြီးတော့အားစိုက်ပြီးတော့ရုန်းကန်ရတာကိုမြင်ပြလို့တွေ့ရပါတယ်။အဲ့ဒီအပြင် Premier League ရဲ့နောက်ဆုံးအိမ်ကွင်း9ပွဲမှာဆိုရင်လေ Manchester United က9ပွဲတောင်မှရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်အသင်းဖြစ်တဲ့ Champions League ကွာတာကိုခြေတစ်ဖက်လမ်းနေတဲ့ Arsenal ဆိုလို့ရှိရင်လေဒီပွဲတက်ကိုနားစိန်လေးပိုရထားပါတယ်။ပြီးတော့ Manchester United နဲ့ Premier League နောက်ဆုံးတွေ့ဆုံမှု၄ပွဲမှာဆိုလို့ရှိရင်လေ Arsenal က၄ပွဲစလုံးကိုအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။မနိုင်ဘူးလို့ထင်နေပေမဲ့လည်းအနိုင်လို့ကျင်ပါတယ်။နိုင်မယ်လို့မျှော်လင့်ရဲပေမဲ့လည်းအနိုင်ရကျင်ပါတယ်ရှင်။ဒါကြောင့်ဒီနေ့ညမှာဆိုရင်တော့မေပြိုကတော့ Manchester United ပေါ်ပြီးရွေးချယ်ထားပါလိမ့်ရှင်။ Arsenal အနေနဲ့ Manchester United ကိုကျေးပေးထားရဆိုပေမဲ့လည်းပို့ချုပ်ဖို့ပြင်မှာစီးနေတာခံရမလား။ကြားဟိန်းနိုင်နေကြားရမလားဆိုတာတော့မေပြိုနဲ့အတူစောင့်ကြည့်လိုက်ရအောင်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။